ဒါဆိုရင် strategy ဆိုတာဘာလဲဆိုတာကိုသိဖို့ကြိုးစားပြီနော် strategy ဆိုတာဘာလဲသိဖို့ကြိုးစားပြီဒါဆိုရင်လေရေးလေးနဲ့ရေးထားလိုက်ပါရပြီကြားတယ်အဲ့တော့မဟာဗျူဟာဆိုတာဘာလဲအဲ့တော့နတ်ဇက်ကရေးဆွဲထားတဲ့မဟာဗျူဟာတွေတော့သိပြီဒါပေမဲ့ theory သဘောကိုသိဖို့လိုအပ်တယ်အဲ့တော့မဟာဗျူဟာဆိုတာဘာလဲတဲ့အဲ့တော့ strategy လို့ခေါ်တဲ့မဟာဗျူဟာဆိုဒီမှာ is ဖြစ်ပါတယ် a higher level plan တဲ့နော်အမြင့်ဆုံးစီမံချက်ပဲနော်အမြင့်ဆုံးအဆင့်မှာရှိတဲ့စီမံချက်တစ်ခုပဲဖြစ်ပါတယ် that အဲ့ဒီစီမံချက်ထဲမှာ define ဘာတွေကိုအဓိပ္ပာယ်သတ်မှတ်ထားတာလဲလို့ပြောလို့ရှိရင် how to use available resource လို့ခေါ်တဲ့အရင်းမြစ်တွေနော်အရင်းမြစ်တွေ available ဆိုတာအသုံးချလို့ရမယ်အရင်းမြစ်တွေကိုနော်အသုံးပြုဖို့ to use အသုံးပြုဖို့ဟောဘလို့နည်းနဲ့အသုံးမှလဲဆိုတာတွေကို define သတ်မှတ်ထားတာဖြစ်တယ်အဲ့တော့ဘလို့အသုံးပြုလို့ရတဲ့အရာမှန်သမျှကိုဘလို့သုံးမလဲဆိုတာတွေကို define သတ်မှတ်ထားတာဖြစ်တယ်အဲ့ဒီ higher level plan ထဲမှာပြီးတော့ approach ချင်းကပ်ထားသေးတယ်ဘာကိုချင်းကပ်ထားတာလဲဆိုရင် to အချိပြီးမြောက်စေဖို့ to အချိပြီးမြောက်စေဖို့ဘာကိုပြီးမြောက်စေချင်တာလဲ long term goal လို့ခေါ်တယ်ကာလရှည်ပန်းနိုင်လို့ပြောတယ်အဲ့ long term goal ကာလရှည်ပန်းနိုင်ဆိုတာဘာကိုပြောတာလဲသိလားဘာကိုပြောချင်တာလဲဘာကိုပြောချင်တာလဲသိလားသူ့ရဲ့အထက်မှာမဟာဗျူဟာရဲ့အထက်မှာကာလရှည်ပန်းနိုင်ဘာရှိလဲဒီမဟာဗျူဟာရဲ့အထက်မှာကာလရှည်ပန်းနိုင်ဆိုတာဘာရှိလဲဟုတ်တယ်အကမဟာဗျူဟာเนาะ grand strategy ကို long term goal ဖြစ်တယ်အဲ့ဒီကာလရှည်ပန်းနိုင်ဖြစ်တဲ့ grand strategy ကို to အချိပြီးမြောက်အောင်လို့ approach ချင်းကပ်ပြီးတော့ရေးဆွဲထားတာလည်းပဲမဟာဗျူဟာဖြစ်တယ်အဲ့တော့မဟာဗျူဟာဆိုတာဘာလဲလို့ပြောလို့ရှိရင် grand strategy လို့ပဲအမြင့်ဆုံးမှာရေးထားတဲ့ plan တစ်ခုပဲဖြစ်တယ်အသုံးလို့ရမယ်အရင်းမြစ်တွေအကုန်လုံးကိုဘယ်လိုနည်းနဲ့သုံးမှလဲဆိုတာကိုစဉ်းစားတာဖြစ်သလိုအဲ့ဒီ grand strategy ကိုနော်ကာလရှည်ပန်းနိုင်ဖြစ်တဲ့ grand strategy ကိုတူအချိပြင်းမြောက်စေဖို့အောင်မြင်စေဖို့ချင်းကပ်ပြီးတော့ရေးထားတာပဲဖြစ်တယ်လွယ်လွယ်လေးမှ grand strategy အရင်ချတယ်ဟုတ်တယ်နော် grand strategy မဟာအကမဟာဗျူဟာအရင်ချတယ်အဲ့ဒီအကမဟာဗျူဟာကိုဘာဖြစ်လဲချင်းကပ်ထားတယ်နော်အဲ့ဒီအကမဟာဗျူဟာကိုချင်းကပ်တယ်ဘာလို့ချင်းလို့လဲတူအချိအောင်မြင်စေခြင်းလို့ပြင်းမြောက်စေခြင်းလို့ချင်းကပ်တာဖြစ်တယ်အဲ့ဒီလိုချင်းကပ်တဲ့နေရာမှာအသုံးပြုလို့ရတဲ့အရင်းမြစ်တွေအကုန်လုံးကိုဘလို့သုံးရင်ကောင်းပါလဲဆိုတာတွေကိုပေါ်ထုတ်ထားတဲ့အမြင့်ဆုံးစီမံချက်ဒီမဟာဗျူဟာဖြစ်တယ်အဲ့တော့စောစောကအကိုတို့ချမှတ်တယ်လေနတ်ဆက်ကမျိုးသားရေးမျှော်မှန်းချက်နိုင်ငံရေးမျှော်မှန်းချက်ဆိုပြီးတော့ national purpose political purpose ဆိုပြီးချတယ်ဟုတ်တယ်နော်လောင်တန်းကိုအဲ့ဒါကိုအကိုတို့တူအချိပြင်းမြောက်စေဖို့ဆိုလို့ရှိရင်တဲ့ဘာကိုထက်ချတာလဲရှေ့လုပ်ငန်းစဉ်9ရက်နော်ရှေ့လုပ်ငန်းစဉ်9ရက်ထက်မချဘူးလားရှေ့လုပ်ငန်းစဉ်9ရက်လို့ခေါ်တဲ့မဟာဗျူဟာကိုထက်ချတယ်အဲ့ဒီမဟာဗျူဟာထဲမှာအကိုတို့အသုံးချမယ်ဒီထဲမှာဆိုရင်ဒီမိုကရေစီအကြောင်းတွေစီးပွားရေးအကြောင်းတွေ NCA အကြောင်းတွေရွေးကောက်ပွဲအကြောင်းတွေအကုန်လုံးမပါဘူးလား resource တွေအဲ့ဒါတွေကိုဘလို့နီးနဲ့လောက်ကြမှာလဲဆိုတာတွေကိုထည့်သွင်းရေးထားတဲ့အပိုင်းကိုမဟာဗျူဟာလို့ခေါ်တယ်အဓိကအမှားမှာကမဟာဗျူဟာအမျိုးအစား၃မျိုးရှိတယ်အကမဟာဗျူဟာနီးဗျူဟာအကမဟာဗျူဟာဆိုတာလည်းအမြင့်ဆုံးစီမံချက်ပဲမဟာဗျူဟာလည်းအမြင့်ဆုံးစီမံချက်ပဲနော်အဲ့တော့ဒီအမြင့်ဆုံးစီမံချက်ကိုအောင်မြင်အောင် supporting ပေးမှာကဒုတိယအမြင့်ဆုံးစီမံချက်ဖြစ်တဲ့ဘာဖြစ်လဲ strategy grand strategy ကို supporting ပေးမှာ strategy နှစ်ခုလုံးဒီအမြင့်ဆုံးစီမံချက်တွေဖြစ်တယ်ဟုတ်တယ်နော်ဒီကောင်က supporting ပေးမှာနော်ဒီကောင်အောင်မြင်ဖို့အတွက်ကိုတူအချိအောင်မြင်စေဖို့ဒီကောင်က supporting မပေးဘူးလားပေးရတယ်နော်အဲ့တော့ဒီကောင်ကိုရေးတဲ့ခါကျရင်အသုံးပြုလို့ရမယ်အရင်ရင်းမြစ်တွေအကုန်လုံးထည့်မရေးရဘူးလားထည့်ရေးတာပေါ့
နော်ဒါကြောင့်မလို့ဒီအမျိုးသားရေးမျှော်မှန်းချက်တွေပါတွေအောင်မြင်စေဖို့အခုတို့ကဒီရှေ့လုပ်ငန်းစဉ်9ရက်ထပ်ပြီးတော့အသေးစိတ်ထပ်ပြီးတော့ရေးဆွဲသွားတယ်စာတွေအများကြီးဖြစ်သွားတယ်စောစောကမျှော်မှန်းချက်2ခုမှာစာနည်းနည်းလေးပဲပါတယ်ဒီမှာအသေးစိတ်ပါသွားတယ်အလွယ်မှတ်နော်ဒါကြောင့်မို့လို့မဟာဗျူဟာဆိုဒီမှာ long term goal လို့ခေါ်တဲ့ brand strategy ကိုတူအချိပြင်းမြောက်စေဖို့ရှင်းကပ်တာဖြစ်သလိုအသုံးပြုလို့ရတဲ့အရင်းမြစ်တွေအားလုံးကိုဘယ်လိုနည်းနဲ့သုံးပါလဲဆိုတာကိုဖော်ထုတ်ထားတဲ့ကာလရှည်အစစ်မြင့်စီမံချက်တစ်ခုဒီမဟာဗျူဟာပဲဖြစ်တယ်